ရှင်ကျမအောင်ဘာထက်ညာအောင်မလို့လဲ ကိုကြီးကတော့ဘာမှပြောမထားဘူးလား ဒါပေမဲ့မျိုးကိုချစ်တာတော့အမှန်ပါ ကွန်ဒိုစတေတော့ဟုတ်လားဘာလို့လဲမင်းသွားပြီးခုံချတိမ်မို့ ဘယ်လိုပြောလိုက်တာလဲ သွားတိမ်လိုက်လေမင်းတေးသေးနေပြီ မဘာဖြစ်လို့လဲဘာလို့ငုံနေရလဲမမကျွန်တော်စိတ်ပူလိုက်တာမမရဲ့ကျွန်တော်ဘာလို့ပြရမလဲ တို့မြာနေ ကိုချစ်နေပါမုံတော့မမုံလိုက်ကနေမျိုးရဲ့ သူတယောက်ကိုချစ်တာငုံမှုမှာမဟုတ်တာ မမောလို့ပြောနိုင်တယ်ချစ်တယ်လို့ဆိုလို့မရဘူးလေ မင်းကိုချစ်တော့မင်းပြန်ချစ်